အရှင်ဖေယလူတွေကိုလှူခြင်းနှင့်တရိษံလေးတွေကိုကျွေးမွေးခြင်းဘယ်အရာကပိုမြတ်ပါသလဲအရှင်ဖေယတဲ့ဥပရိပါဏာတပါဠိတော်မှာဒါနဤအစဉ်စဉ်မြင့်မြတ်ပုံကိုမြတ်စွာဘုရားဟောကြားထားပါတယ်ဘယ်လိုဟောကြားထားသလဲဆိုရင်တရိษံတွေကိုကျွေးတာထက်သီလမရှိတဲ့လူကိုလှူတာကပိုမြတ်တယ်သီလမရှိတဲ့လူကိုလှူတာထက်သာသနာပမှာသီလရှိတဲ့လူကိုလှူတာကပိုမြတ်တယ်သီလရှိတဲ့လူကိုလှူတာထက်ဇံအဘိညာဉ်ရတဲ့ယသိကိုလှူတာကပိုမြတ်တယ်ဇံအဘိညာဉ်ရတဲ့ယသိကိုလှူတာထက်သောတာပန်ဖြစ်အောင်ကျင့်နေသောပုဂ္ဂိုလ်ကိုလှူတာကပိုမြတ်တယ်သောတာပန်ဖြစ်အောင်ကျင့်နေသောပုဂ္ဂိုလ်ကိုလှူတာထက်သောတာပန်အစစ်ကိုလှူတာကပိုမြတ်တယ်သောတာပန်အစစ်ကိုလှူတာထက်သဂရာဂံဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ကိုလှူတာကပိုမြတ်တယ်သဂရာဂံဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ကိုလှူတာထက်သဂရာဂံအစစ်ကိုလှူတာကပိုမြတ်တယ်သဂရာဂံအစစ်ကိုလှူတာထက်အနာဂံဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ကိုလှူတာကပိုမြတ်တယ်အနာဂံဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ထက်အနာဂံအစစ်ကိုလှူတာကပိုမြတ်တယ်အနာဂံအစစ်ကိုလှူတာထက်ယဟန္တာဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ကိုလှူတာကပိုမြတ်တယ်ယဟန္တာဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ကိုလှူတာထက်ယဟန္တာအစစ်ကိုလှူတာကပိုမြတ်တယ်ယဟန္တာကိုလှူတာထက်ပိစေကဗုဒ္ဓကိုလှူတာကပိုမြတ်တယ်ပိစေကဗုဒ္ဓကိုလှူတာထက်သမ္မာသမ္ဗုဒ္ဓဘုရားကိုလှူတာကပိုမြတ်တယ်လို့ဟောကြားထားပါတယ်ဒါဟာဒါနဤအစဉ်စဉ်မြင့်မြတ်ပုံပဲဖြစ်ပါတယ်ဤဒါနဤအစဉ်စဉ်မြင့်မြတ်ပုံကိုထောက်ဆကြည့်သောအဖြစ်တရိษံကိုကျွေးတာနဲ့လူကိုကျွေးတာကိုရှင်တဲ့အခါမှာလူကိုကျွေးမွေးလှူဒန်းတာကပို၍မြတ်တယ်ဆိုတာကိုသိသာပါတယ်အရှင်ဖေယလက်ထက်ကမိဘကိုစော်ကားရင်မြေမျိုးတယ်ဆိုဖေယအခုကြဘာဖြစ်လို့မြေမမျိုးတာလဲဖေယတဲ့ပိဋကတ်မှာမှတ်တမ်းတင်ထားတာဖေယရှင်လက်ထက်ကမြေမျိုးတဲ့သူ9ဦးပဲရှိပါတယ်အဲ့ဒီ9ဦးကဘယ်သူတွေလဲဆိုရင်1စိန်သမာနဖေယရှင်ကိုကာမဂုဏ်ကိစ္စဖြင့်ရုပ်မာဆွဆွဲသောကြောင့်မြေမျိုးခံရသူ2သုဘဗုဒ္ဓဖျားရှင်ကြွမိလမ်းခရီးကိုပိတ်ပင်တားဆီးခဲ့သောကြောင့်မြေမျိုးခံရသူ3အရှင်ဒေဝဒတ်တန်ခါသင်ခွဲ၍ဖျားရှင်ကိုသွေးစိမ့်တီအောင်ပြုသောကြောင့်မြေမျိုးခံရသူ4နန္ဒကဘီလူအရှင်သာရိပုတ္တရာ၏ဥကောင်းကိုရိုက်နှက်ခဲ့သောကြောင့်မြေမျိုးခံရသူ5နန္ဒလူလင်ဥပ္ပလဝံထေရီမကိုဖျက်ဆီးခဲ့သောကြောင့်မြေမျိုးခံရသူဖော်ပြပါ5ဦးသည်ဖျားရှင်လက်ထက်ကမြေမျိုးခံရသူ9ဦးဖြစ်ပါတယ်အဆိုပါမြေမျိုးခံရသူ9ဦးထဲမှာမိဘကိုစော်ကားသောကြောင့်မြေမျိုးခံရတဲ့သူမပါပါဘူးအဲ့ဒီလိုပြောလို့မိဘကိုစော်ကားကောင်းတယ်လို့မထင်လိုက်ပါနဲ့မိဘဆိုတာဟာသားသမီးများအတွက်အနန္တကျေးဇူးရှင်ဖြစ်ပါတယ်သီလသမာဓိပညာနဲ့ပြည့်စုံတဲ့မိဘကိုစော်ကားမိမယ်ဆိုရင်ဒီဘဝမှာဒိဋ္ဌဓမ္မဆိုကြိုခံစားရနိုင်ပါတယ်သီလသမာဓိပညာနဲ့မပြည့်စုံတဲ့မိဘကိုစော်ကားမိမယ်ဆိုရင်ဒီဘဝဒိဋ္ဌဓမ္မဆိုကြိုမခံစားရရင်တောင်မှနောက်ဘဝမှာမကောင်းကျိုးခံစားရတတ်ပါတယ်ဒါကြောင့်ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်မိဘကိုစော်ကားတယ်ဆိုတာဟာလုံးဝမကောင်းဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖေယမိဘနှစ်ပါးပုံကိုဖျားစဉ်ပေါ်တင်ပြီးကိုးကွယ်လို့ရပါသလားဖေယတဲ့ကိုးကွယ်တာနဲ့ပူဇော်တာခွဲခြားပြီးသိထားဖို့တော့လိုပါတယ်ဖျားတရားတန်ခါယရဏ3ပါးသည်တန္တရာဝိစင်းရဲကလွတ်မြောက်စေနိုင်တဲ့အကျိုးကိုပေးစွာနိုင်တဲ့အတွက်ဖျားတရားတန်ခါယရဏ3ပါးကိုကိုယ်လည်းကိုးကွယ်ထိုက်ပါတယ်ပူလည်းပူဇော်ထိုက်ပါတယ်မိဘတွေကတော့
တန်တရာဝိစင်းရဲကလွတ်မြောက်စေတဲ့အကျိုးကိုမပေးစွမ်းနိုင်တဲ့အတွက်မကိုးကွယ်ထိုက်ပါဘူးသို့တော့မိမိကိုမွေးထားတဲ့မွေးကျေးဇူးကျွေးထားတဲ့ကျွေးကျေးဇူးတွေရှိတဲ့အတွက်အဲ့ဒီကျေးဇူးတွေကိုပူဇော်တဲ့သဘောမျိုးဖြင့်ဖះเจ้าဆောင်မှာပုံထားပြီးပူဇော်တာကတော့ပူဇော်ကောင်းပါတယ်အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ဦးစင်ကောမန့်ပြန်မှာမဟုတ်ပါဘူးเนาะတတိပေးစရာလေးတစ်ခုရှိလို့ပါဦးစင်းနဲ့တည်တဲ့တကားတယောက်ကသူ့သားကိုရင်ကိုရိုက်နှက်ပြီးဆုံးမပါတယ်အဲ့ဒီလိုလုပ်တာဟာလုံးဝမလုပ်ကောင်းပါဘူးရိုက်နှက်တဲ့တကားမှာတော်တော်အပြစ်ကြီးပါတယ်ဘာကြောင့်လဲဆိုရင်လူပုဂ္ဂိုလ်တွေစောင့်ထိန်ရတဲ့သီလက၅ပါးသီလသာရှိပြီးကိုရင်တွေစောင့်ထိန်ရတဲ့သီလသိက္ခာပုဒ်ကလိန်10ပါးဓာန်10ပါးသေခိယ85ပါးသုဒ္ဓကခန္ဓကဝတ်14ပါးအလုံးပေါင်း109ပါးရှိလို့ပဲဖြစ်ပါတယ်ကိုရင်တွေရဲ့သီလဟာလူပုဂ္ဂိုလ်တွေစောင့်ထိန်ရတဲ့သီလထက်အများကြီးတာလွန်ပါတယ်အဲ့ဒီလိုသီလနေရာမှာတာလွန်တဲ့ကိုရင်လေးတွေကိုမထီလေးစားစိတ်နဲ့ကပ်ပေါ့ပေါ့ထားပြီးရိုက်နှက်တာမျိုးဟာလုံးဝမလုပ်သင့်ပါဘူးရိုက်နှက်တာမျိုးတွေပြုမယ်ဆိုရင်အဲ့ဒီရိုက်နှက်တဲ့လူမှာကြီးလေးတဲ့အပြစ်ကိုခံရနိုင်ပါတယ်မြတ်စွာဘုရားကလည်းပဲသဂါထာဝကတန်ယုတ်ပါဠိတော်ကောသလတန်ယုတ်ပထမဝတ်ဒဟရတုတ်မှာအထင်မသေးအပ်တဲ့အရာလေးမျိုးကိုဟောကြားခဲ့ပါတယ်အဲ့ဒီအထင်မသေးအပ်တဲ့အရာလေးမျိုးကဘာတွေလဲဆိုရင်တစ်ဘယင့်သားတော်ကိုငယ်တယ်ဆိုပြီးတော့မထီလေးစားစိတ်နဲ့စော်ကားပြစ်မှားတာမျိုးတွေမလုပ်ပါနဲ့သူမကျင်တဲ့လို့တေတံထောင်တံပေးမယ်ဆိုရင်ခံရနိုင်ပါတယ်နှစ်ငွေကိုသေးငယ်တယ်ဆိုပြီးအထင်မသေးပါနဲ့ဘလောက်ပင်သေးသေးအစိတ်ပြင်းတဲ့မွေဖြစ်နေပါကကိုက်လိုက်မယ်ဆိုရင်တည်ဆုံးနိုင်ပါတယ်သုံးမီးကိုသေးငယ်တယ်ဆိုပြီးတော့အထင်မသေးပါနဲ့ဘလောက်ပင်သေးသေးသူလောင်မြိုက်လိုက်မယ်ဆိုရင်တရွာလုံးတစ်မြို့လုံးကြာကျသွားနိုင်ပါတယ်လေးဖယားသားတော်ယဟန်တာမဏေတွေကိုငယ်တယ်ဆိုပြီးတော့မထီလေးစားလုပ်ပြီးစော်ကားပြစ်မှားတာမျိုးတွေမလုပ်ပါနဲ့မထီလေးစားစိတ်နဲ့စော်ကားပြစ်မှားတာတွေလုပ်မယ်ဆိုရင်အဲ့ဒီစော်ကားပြစ်မှားတဲ့အကုသိုလ်ကံဟာဘဝတစ်လျှောက်လုံးအကျိုးပေးနိုင်ပါတယ်ဒါဟာမြတ်စွာဘုရားကိုယ်တော်တိုင်ဖော်ပြထားတဲ့မထီလေးစားမလုပ်အပ်တဲ့လေးမျိုးပဲဖြစ်ပါတယ်ဒါကြောင့်လူတကာဒကမတွေကိုပြောချင်တာကမိမိတို့မှာသားကိုရင်လေးတွေရှိတယ်ဆိုရင်ရိုက်နှက်ဆုံးမတာမျိုးတွေမလုပ်ပါနဲ့ပြောဆိုဆုံးမလို့မရဘူးကိုပြောလို့မရဘူးဆိုရင်ပေါ့သူ့ရဲ့ဥပ္ပဇ္ဇေဆရာရှိပါကဥပ္ပဇ္ဇေဆရာကိုတွားပြီးတော့လျှောက်ထားလိုက်ပါနော်ဥပ္ပဇ္ဇေဆရာကပဲပြောဆိုဆုံးမပါလိမ့်မယ်ဒါဟာအသင့်တော်ဆုံးပဲဖြစ်ပါတယ်မိမိတို့ကိုယ်တိုင်ကရိုက်နှက်ဆုံးမတာမျိုးတွေလုံးဝမလုပ်ပါနဲ့လို့ပြောချင်ပါတယ်နော်